အားလုံးပဲမင်္ဂလာပါ KMD မြန်မာ Horror Story ကပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့တငယ်ချင်းတွေဟာပန်းချံတစ်ခုကိုသွားလိရှိတယ်အဲ့ဒီကို2နှစ်နီးပါးသွားခဲ့ကြပြီမဲ့လွန်ခဲ့တဲ့9လလောက်ကစပြီးထူးဆန်းတာတစ်ခုကိုသတိထားမိခဲ့တယ်နေ့တိုင်းအရက်ပူပူဝဝနဲ့ကြောက်စရာကောင်းတဲ့ဘိုးကြီးတစ်ယောက်ကအနီးနားကခုံတန်းပေါ်မှာထိုင်နေတယ်သူကစိတ်မသက်မသာဖြစ်စေတဲ့အပြုံးနဲ့ကျွန်တော်တို့ကိုစောင့်ကြည့်နေတယ်ကျွန်တော်တို့ကအိမ်နဲ့နီးလို့မိဘတွေယုံကြည်တာကြောင့်အုတ်ထင်းသူတွေမပါပဲသွားခဲ့ကြတာပါဒါက2013ခုနှစ်ကဖြစ်ပြီးကျွန်တော်တို့ကငယ်သေးတော့အကူအညီတောင်းဖို့ပုံတွေလည်းမရှိခဲ့ပါဘူးသူစောင့်ကြည့်နေတာကြောင့်ကျွန်တော်တို့စိတ်မသက်မသာဖြစ်ပြီးတဲ့နောက်2ပတ်လောက်ကြာမှနောက်ဆုံးတော့ကျွန်တော်တို့စီရောက်လာခဲ့တယ်အဲ့ဒီနေ့ပန်းချံထဲမှာကျွန်တော်တငယ်ချင်း3ယောက်ပဲရှိတယ်သူကလျှောက်လာပြီးဗီဒီယိုဂိမ်းကစားခြင်းလားသူခွေးအစ်စ်ကိုကြည့်ခြင်းလားလို့မေးပြီးသူ့အိမ်ကိုလိုက်ခဲ့ဖို့ပြောတယ်ကျွန်တော်တို့ကလေးတွေဖြစ်တော့အယူမှုပဲသဘောတူခဲ့ကြတယ်ပြောစရာကောင်းမယ်လို့ထင်ခဲ့ပြီးသူဟာကျင်နာတတ်တဲ့သူတစ်ယောက်ဖြစ်နိုင်တယ်လို့တွေးခဲ့မိတယ်ဒါပေမဲ့ကျွန်တော်တို့တွေးတာမှားသွားခဲ့တယ်သူ့အိမ်ကပန်းချံကနေလမ်းလျှောက်ရင်မိနစ်20လောက်လိုတယ်လို့သူကပြောတယ်ဒါနဲ့ကျွန်တော်တို့4ယောက်သူနဲ့အတူလိုက်ခဲ့ကြတယ်လမ်းလျှောက်တာ10မိနစ်လောက်ကြာမှရဲကားတစ်စီးကမောင်းလာပြီးကားတွေကရဲအရာရှိကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်အဲ့ဒီလူကဂိမ်းကစားဖို့နဲ့ခွေးကိုကြည့်ဖို့အချိန်ပိုရအောင်မြင်မြင်လျှောက်ဖို့ပြောတယ်ဒါနဲ့ကျွန်တော်တို့အချိန်မြင်လိုက်တယ်ဒါပေမဲ့ရုတ်တရက်ရဲကားကလှည့်ပြီးကျဲလောင်တဲ့အတန်းနဲ့អော်လိုက်တယ်ဟေးလူရက်လိုက်လက်ကိုကောင်းပေါ်တင်မင်းကိုဖမ်းလိုက်ပြီကျွန်တော်တို့ကြောင်သွားပြီးကြောက်လန့်သွားတယ်အဲ့ဒီလူထွက်ပြေးဖို့ကြိုးစားပေမဲ့အသက်နဲ့ခန္ဓာကိုယ်ကြောင့်တိတ်ဝေးမရောက်ခဲ့ပါဘူးရဲတယောက်ကသူ့ကိုမြေပေါ်လဲကြအောင်ဖမ်းပြီးလက်ထိတ်ခတ်လိုက်တယ်ကျန်တဲ့ရဲအရာရှိကကျွန်တော်တို့ကိုအစင်ပြေလားဘာတွေဖြစ်ခဲ့လဲလို့မေးတယ်ကျွန်တော်တို့အဖြစ်အပျက်အလုံးကိုပြောပြလိုက်တယ်ရဲအရာရှိကခေါင်းညှိပြီးသူ့ကိုတားဆီးနိုင်တာအရန်ကန်ကောင်းတယ်လို့ပြောခဲ့တယ်ကျွန်တော်တို့ကိုအိမ်ပြန်လိုက်ဖို့တခြားရဲကားတစ်စီးကိုခေါ်လိုက်ပြီးပထမကားကအဲ့ဒီလူကိုရဲစခန်းကိုခေါ်သွားခဲ့တယ်ရဲတွေကကျွန်တော်တို့မိဘတွေကိုအရှင်နေအားလုံးကိုရှင်းပြခဲ့ပြီးအဲ့ဒီနေ့ကစလို့ကျွန်တော်တို့ကိုအဲ့ဒီပန်းချံကိုသွားခွင့်မပေးတော့ပါဘူးအဲ့ဒီအချိန်တုန်းကကျွန်တော်ရဲ့မိဘတွေကကျွန်တော်အသေးစိတ်ကိုနားလည်ဖို့ငယ်လွန်းသေးတယ်လို့ယူဆခဲ့ပေမဲ့73နှစ်ပြည့်တဲ့အခါသူတို့အမှန်တရားကိုနောက်ဆုံးတော့ပြောပြခဲ့တယ်အဲ့ဒီလူဟာနာမည်ကြီးလိန်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူတစ်ယောက်ဖြစ်တယ်သူလောက်တာကိုအမဲလိုက်ခြင်းလို့ခေါ်ပြီးဒေသခံပန်းချံတွေမှာလုပ်ခဲ့တာပါအဲ့ဒီအချက်ကိုသိလိုက်ရတော့ကျွန်တော်ကြောက်လန့်တုန်လှုပ်သွားတယ်အဲ့ဒီရဲကားကမောင်းလာပြီးသူ့ကိုမတားဆီးခဲ့ရင်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း3ယောက်ဘာဖြစ်နိုင်မလဲဆိုတာစဉ်းစားမိတယ်ရိုးရိုးသားသားပြောရရင်အပြေပေါ်တော့မလို့ကျင်တော့ဘူးဘာလို့လဲဆိုတော့ဘာဖြစ်လာမယ်ဆိုတာကျွန်တော်သိနေလို့ပါရဲတွေကသူ့ရဲ့ပြစ်ဒဏ်အကြောင်းအသေးစိတ်သိမပြောခဲ့ပေမဲ့တခြားပြစ်မှုတွေအတွက်အနည်းဆုံး15နှစ်ထောင်ကျလိမ့်မယ်လို့အရာရှိတူကပြောခဲ့တယ်ကျွန်တော်အဖေကအဲ့လိုပြန်ပြောပါတယ်အဲ့တော့ဇက်လန်လေးကဒါပါပဲခင်ဗျာကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် channel ကို subscribe လုပ်ပြီးအားပေးခဲ့ပါဦးခင်ဗျာ